အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ပြန်မလာနိုင်တော့တဲ့သခင်ကိုစနစ်နေပါမပြတ်မကွက်လာထိုင်ဆောင်နေတဲ့ခွေးကလေးဟာချီကိုအကြောင်းပြောပြပေးမယ်ရှင်တကယ်လို့အသင်မှာတစုံတစ်ယောက်ကသင်အိမ်ပြန်လာတာကိုနေတိုင်းစောင့်နေတဲ့ဆိုရင်ရှင်သင်ကဘဝတစ်ချောင်းလုံးပြန်မလာတော့ဘူးဆိုရင်တောင်စောင့်နေခဲ့မယ်ဆိုရင်အဲ့ဒါကိုဘယ်လိုခေါ်မလဲရှင်1923ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာအကီတာခရိုင်အိုဒါတဲမြို့မှာအကီတာခွေးပေါက်လေးတစ်ကောင်ကိုမွေးဖွားခဲ့ပါတယ်ရှင်။သူကိုဟာချီကိုလို့အမည်ပေးခဲ့ပါတယ်ရှင်။မကြာခင်မှာပဲသူ့အတွက်မိသားစုလိုရောသူ့ကဘာကြီးတစ်ခုလုံးလိုပါဖြစ်လာမဲ့သူနဲ့တွေ့ဆုံခဲ့ထားပါတယ်ရှင်။ဟာချီကိုနည်းနည်းကြီးလာတဲ့အခါသူကိုတိုကျိုတက္ကသိုလ်စိုက်ပျိုးရေးဌာနကပါမောက္ခဟီဒစ်ဆာဘူရိုဦးအန်နိုစုကိုပို့ပေးခဲ့ပါတယ်ရှင်။တွေ့ဆုံခဲ့တဲ့ပထမဆုံးနေ့ကတည်းကသူတို့နှစ်ယောက်ဟာကန်ဂျမာကတမင်ဖန်တီးပေးထားတယ်လို့မျိုးတန်ရောစင်ထိခဲ့ကြပါတယ်ရှင်။မနက်တိုင်းဟာချီကိုကပါမောက္ခနဲ့အတူရှိဘူးရဘူးတာယုံအထိလိုက်ပို့လေးရှိပါတယ်ရှင်။ပါမောက္ခရထားပေါ်တက်သွားတာကိုသူကရက်ချင်နေတတ်ပါတယ်ရှင်။ပြီးတော့ညနေရောက်ရင်နေရာဟောင်းမှာပဲပြန်လာထိုင်ဆောင်နေတတ်ပါတယ်ရှင်။သူအချစ်ဆုံးလူသားဘူတာယုံတခါကနေထွက်လာပြီးအတူတူအိမ်ပြန်ဖို့ဆောင်နေတာပါရှင်။ဒါဟာဘယ်တော့မှမပြတ်ကွက်ခဲ့တဲ့သူတို့ရဲ့နေ့စဉ်အလုပ်တစ်ခုပါပဲရှင်။မနက်တိုင်းလိုက်ပို့ပြီးညနေတိုင်းပြန်လာဆောင်နေခဲ့တာပါရှင်။ဒါပေမဲ့1925ခုနှစ်မေလ23ရက်နေ့မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်ရှင်။ပါမောက္ခဦးအန်နိုဟာစာတင်နေရင်ဦးနောက်သွေးကြောပြက်ပြီးရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်ရှင်။သူဘူတာယုံကိုဘယ်တော့မှပြန်မလာနိုင်ခဲ့တော့ပါဘူးရှင်။ဟာချီကိုကတော့အဲ့ဒီအကြောင်းတွေကိုမသိခဲ့ပါဘူးရှင်။သူသိတာကဒီနေ့ပါမောက္ခပြန်မလာသေးဘူးဆိုတာပါပဲရှင်။နောက်တနေ့မှလည်းသူပြန်လာဆောင်ခဲ့ပါတယ်ရှင်။နောက်နေ့တွေမှလည်းသူဆက်ပြီးလာဆောင်နေခဲ့ပါတယ်ရှင်။တရက်မှမပြတ်ခွက်ခဲ့သလိုဘယ်တော့မှလည်းမမေ့ခဲ့ပါဘူးရှင်။ဘူတာယုံတခါကနေပါမောက္ခရဲ့အရေးထွက်မလာတော့တောင်မှပါရှင်။ရှိဘူးရကလူတွေအားလုံးကသူ့ကိုမှတ်မိနေကြပါပြီရှင်။ဘူတာယုံဝန်ထမ်းတွေကသူ့ကိုအစားအစာတွေကျွေးပါတယ်ရှင်။ကျောင်းသားလေးတွေကသူ့ခေါင်းကိုလာပွတ်ပေးတတ်ကြပါတယ်ရှင်။သခင်တယောက်ထက်ကိုဆောင်နေတဲ့ခွေးလေးတစ်ကောင်ရဲ့အကြောင်းဟာတိုကျိုတစ်မျိုးလုံးကြော်ကြားသွားခဲ့ပါတယ်ရှင်။ဟာချီကိုဟာအဲ့ဒီအတိုင်း10နှစ်နီးပါအတီအကျဖလော်ရရင်ကိုနဲ့ကိုလာနဲ့15ရက်တတိဆောင်ဆိုင်နေခဲ့ပါတယ်ရှင်1935ခုနှစ်မတ်လ10ရက်နေ့မှာတော့သူ့ကိုရှိဘူးရဘူးတာယုံဖေးမှာငိမ့်သက်စွာလဲလျောင်းနေတာကိုတွေ့ရှိခဲ့ပါတယ်ရှင်သူ့ဘဝရဲ့နောက်ဆုံးနေ့အထိသူဟာနေတိုင်းလိုလူတစ်ယောက်တည်းကိုပဲဆောင်ဆိုင်နေခဲ့တာပါရှင်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ဂျပန်နိုင်ငံမှာဟာချီကိုညပါမောက္ခဦးအန်နိုတို့ပြန်လည်ဆုံတွေ့ကြတဲ့ပုံစံကျေရုပ်တုတစ်ခုကိုတိုကျိုတက္ကသိုလ်မှာထူလုပ်ခဲ့ပါတယ်ရှင်ရှိဘူးရဘူးတာယုံရှေ့ကဟာချီကိုရဲ့ရုပ်တုကလည်းကမ္ဘာတဝန်းကလူတွေလာရောက်လည်ပတ်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်ရှင်နှလုံးသားအပြည့်နဲ့ချစ်တက်ခဲ့တဲ့ခွေးလေးတစ်ကောင်ကိုအမတ်တရလာရောက်လည်ပတ်ကြတာပါရှင်တခါတရက်မှာအကြီးနဲ့ဆောင်အချစ်ဆိုတာထာဝရအတူတူရှိနေခြင်းမှာမဟုတ်ပါဘူးရှင်ကိုအချစ်ရဆုံးသူဟာကတိအတိုင်းပြက်လာကောင်းရဲ့ဆိုတဲ့မျှော်လင့်ခက်နဲ့မူလနေရာကနေဘယ်တော့မှထပ်မထွက်ခြင်းမှရှိနေတာပါရှင်ဟာချီကိုကကဘာပေါ်ကလူသားအားလုံးကိုအချစ်ဆိုတာစကလုံးတွေနဲ့ပြောနေဖို့မလိုဘူးဆိုတာသင်ပေးသွားခဲ့ပါတယ်ရှင်ဆောင်ဆိုင်နေခြင်းတစ်ခုတည်းနဲ့တင်လုံလောက်နေပါပြီဆိုတာကိုပါရှင်ဒီဗီဒီယိုလေးသဘောကျရင် like and share လေးနှိပ်ပေးပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ရှင်